ရာကိုစတိတာကျွန်တော်ရှင်တော့ကြောင်းဖြစ်မှာနော်ကျွန်တော်9နှစ်ပေါ့အဲ့တော့စတိရယ်ဘလို့တိလဲတော့ကျွန်တော်ဘလို့ရှင်မိတ်ဆက်လဲဆိုတော့ဟဲ့နင်တော့တိလားဘလို့တိလဲတိရမှာကျွန်တော်9နှစ်ရှိတယ်နင်တော့တိလားငါမတိဘူးပေါ့ငါလေနေ့ဖိုးရမတော်လိုက်ရကြပါတူမိတ်ဆက်တာလို့ပြောတာဒါဆိုတော့ဘွားသူမနဲ့လည်းရာဇဝေးလေးရှိခဲ့တာဆိုတာတူမိတ်ဆက်အခုချိန်ထိလည်းဒီဂျက်ဆန်လေးလာလို့ရှင်ကျွန်မအဖိုးကြီးကိုမြဲလာတွေ့တယ်အားကြောင့်ဖမြဲရတယ်ပေါ့နော်စကားလေးပြောကြတယ်ဆရာတော်မြဲတယ်ပေါ့နော်ပြောဟဲ့ပေါ့သူ့ကိုကျွန်မသိတာအရင်ခင်မကောင်းတဲ့ဦးလေးကြီးတယောက်တယ်သူ့အရင်တက်ကြီးရလို့စိတ်ထဲမှာတစ်ခါမှမထင်ခဲ့ဘူးအခုကိုစနေရရှိနေရှိမှတွေ့မှ1939မှာဆရာကအဖွားနဲ့တက်တူတယ်အဲ့တော့အဖိုးလို့ဆိုပြီးတော့တစ်ခါမှမတတ်မှတ်ခဲ့ဘူးပေါ့နော်ဦးလေးတယောက်လို့ပြောတယ်သူ့အမြန်ဦးလေးပေါင်းတကယ်ချင်းပေါင်းခဲ့တယ်ပေါ့သူကလည်းအဲ့လိုမျိုးပေါင်းတာလည်းသဘောကျတယ်နော်ဆိုတော့အပြည့်စားလိုက်ရီလိုက်ပါလိုက်နဲ့အမြန်အဲ့လိုနောက်မှတက်ရတော့ပါပါဆိုတော့နော်ပြဟဲ့ကြီးငါသားကိုရှိတယ်ပေါ့။ဒီပြောရတယ်လားစားလိုက်ကိုကလက်ပြတယ်တော့ကနေငါသားကိုရှိတယ်တော့လေငါသားကိုလည်းမြင်နေအောင်လည်းပြောတယ်ငါချွေးမလုပ်ပါလား။တွေ့လိုက်စားတယ်။ပြောပြီးတဲ့တိုင်းမှာပြောလိုက်အော်ရီလိုက်ရနေရတာဒီတော့ဟိုဒီနေ့လည်းဆရာမရွှေနဲ့ငါစိတ်ဆုံးနေတော့ဘယ်လိုပြောနေရှိပြောနေရှိတယ်။မင်းကတော့ပုံစံရှိလို့တော့လည်းနည်းနည်း special ဆောင်မှာနော်စပါထွန်းဆိုရှာကုန်ရမ်းပြီးအဲ့ဒါလူတွေကဂျူးလို့သိကြတာဟိုစပါးနဲ့တော့စီတော့ထွန်းကလူတွေကသိသိကြတယ်။နော်ဂျူးဂျူးလေးလို့ပြောတယ်။ကိုကြီးကပြောတယ်။ငါဖြစ်စတာမဖြေလိုက်အောင်ဆိုပြီးတော့တာဘောနော်အဲ့ဒါကြီးဟုတ်ကဲ့အားကြောင့်ဆရာရဲ့ကြားတော့ပြောရင်တော့အများကြီးပဲပေါ့နော်လူကြီးတွေမပြောနဲ့ကျမတို့လိုမျိုးကလေးတွေနဲ့တော့သူကအတင်းကျမနဲ့ပေါင်းတာဆိုတော့လူသားရဲ့စိတ်ထဲမှာတော့ဆရာရဲ့ပြောမယ်ရာဇဝင်အများစိတ်ထဲမှာကျနေတယ်နော်ကျမတို့ဒီမှာနေတယ်ဆိုတဲ့ချက်နဲ့မိသားစုတွေနဲ့ပြည့်တဲ့ချက်တွေ